3 သိန်းကျော်နဲ့တက္ကနိုကအတစ်ထွက်ရှိလာတဲ့ Spark 91လေးနဲ့ဒီနေ့မိတ်ဆက်ပြီးပြရစီရှင်3 သိန်းကျော်လို့မထင်ရလောက်အောင်နောက်ဖက်ဒီဇိုင်းကိုလည်းလက်ရမထင်တဲ့အသားနဲ့ဒီဇိုင်းထွင်ပြီးလုပ်ပေးထားတယ် USB ကဖြစ်တဲ့အတွက်ကြောင့်မလို့အတန်ထွက်အားလေးလည်းဒါတော်တော်မဆိုးလို့ပြောလို့ရတယ်ရှင်memory ဆိုလဲ 128GB ပါတဲ့အပြင်မှာ battery အမီယာ 9000 mAh 50W Type C fast charging တွေလည်းပါဝင်ပါတယ်ရှင်120Hz display မှာပတ်ဟိုးဒီဇိုင်း screen အပြည့်နဲ့သုံးရမယ်ကင်မရာပိုင်းလေးမှာဆိုလို့ရှိရင်ဒါ3သိန်းခွဲနဲ့ပေးရတဲ့စီးရီးနဲ့ဒါမစိုးဘူးလို့ပြောလို့ရတယ်ရှင်ထူးခြားချက်ကတော့ IP54 ရေမှုန်ရေမွှားစင်ရင်အောင်မှအေးစစ်စစ်သုံးလို့ရမယ့် system လေးလည်းပါလာပါတယ်ရှင် Spark 91လေးကိုတိုက်နှစ်သက်တယ်ဆိုလို့ရှိရင်ညီမတို့ရွှေမဟာမိုဘိုင်းမှာလာရောက်အားပေးနိုင်ပါပြီရှင်ကျေးဇူးပါ